Okay ba patama uso Happy New Year ba lo tolam pitumya along ko tokwen sata lo bare dine na taung na sa chao di jusure khana po no so ro na taung na sa chao jusure khana phit de atwet chaw mo lo ho apai le na pai khwe pi do ma ho ne pyo lo bare patama pai ka ro chano ro kong song twa de 2025 2025ကကုန်သွားပြီအဲ့2025အကြောင်းနဲ့ကျွန်တော်တို့ရှေ့ဆက်သွားမယ်2026ဆိုပြီးတော့မှနှစ်ပိုင်းလေးခွဲလို့ပါတယ်ဆိုတော့2025ကုန်သွားပြီတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့365ရဲ့ကျွန်တော်တို့ကုန်သွားတာပေါ့လေ365ရဲ့ကုန်သွားတဲ့ထဲမှာကျွန်တော်တို့ချင်းငင်အောင်ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့စိန်ခေါ်မှုတွေအများကြီးကြုံတွေ့ခဲ့ရတယ်လို့ဘာလိုမျိုးအောင်မြင်မှုတွေကျွန်တော်တို့ရခဲ့တယ်လဲဆိုတဲ့ဟာလေးကိုပြန်ပြီးတော့မှremind ပေးလို့ပါတယ်ပထမအနေနဲ့ကျွန်တော်စိန်ခေါ်မှုကတော့ဒီအများကြီးကြုံတွေ့ခဲ့ရတာပေါ့ဥပမာပြောမယ်ဆိုလို့ရှိရင်တော့ဥပမာကျွန်တော်တို့ film ဆိုရင်လည်းကျွန်တော်တို့ဒါစိန်ခေါ်မှုပဲပြီးကိုယ့်ရဲ့မိခင်အဖွဲ့အစည်းအတီးတီးတိုင်းမှာစိန်ခေါ်မှုတွေစီးရေးနိုင်ငံရေးအုပ်ချုပ်ရေးပိုင်းတွေမှာလည်းငွေကြေးကအစစိန်ခေါ်မှုတွေအများကြီးကျွန်တော်ကြုံတွေ့ခဲ့ရတယ်ထိုနည်း၎င်းပဲကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်မှာခုနပြောသလိုအောင်မြင်မှုတွေလည်းကျွန်တော်တို့အများကြီးကြုံတွေ့ခဲ့ရတာကိုကျွန်တော်တွေ့ရတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့CDF ဒိုင်လည်းပဲကျွန်တော်တို့ဒီချင်းငင်အောင်ဖွဲ့ထက်မှာဟိုဒီ2025မှာပဲပါဝင်လာခဲ့တယ်အဖွဲ့ဝင်ကျွန်တော်တို့တိုးလာတာကျွန်တော်တို့တွေ့ရတယ်ပြီးတော့မှကျွန်တော်တို့ချင်းငင်အောင်ရဲ့ဒီတိကရီမန်ချက်ဖြစ်တဲ့ one army one command ဆိုတဲ့ရီမန်ချက်ကိုလည်းပဲပို့ပြီးတော့မှနီးစပ်သွားအောင်အကောင့်ထဲပေါ်နိုင်ခဲ့တယ်ဒါကတော့ဒီ CPU CPA Chin People Union Chin People Army ကိုလည်းပဲကျွန်တော်တို့ဖွဲ့စည်းနိုင်ခဲ့တာဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းရင်တော့ကပို့ပြီးတော့မှကြစ်လက်မှုပို့ပြီးတော့မှခိုင်လုံမှုကိုကျွန်တော်တို့ဖြစ်သွားစေပါတယ်ဆိုတဲ့အခါကျတော့ဒါလည်းကျွန်တော်တို့ရဲ့ကြီးမားတဲ့အောင်မြင်မှုဖြစ်ပါတယ်ပြီးတော့ရှေ့မှာလည်းဒီခေါင်းဆောင်ကြီးတွေအကုန်လုံးပြောသွားသလိုပဲကျွန်တော်တို့ဒီ ICCC ICNCC ရဲ့ reform ကိုလည်းကျွန်တော်တို့2025မှာပဲကျွန်တော်တို့အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်ဒါကိုလည်းကျွန်တော်တို့မကြခင်မှာ statement တွေလည်းထွက်လာဖို့ရှိတယ်ဆိုတဲ့အခါကျတော့ဒါကလည်းတကယ်ကိုကျွန်တော်တို့ဟိုအောင်မြင်ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်တယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ချင်းငင်အောင်ကဒီ Spring Revolution Alliance တနိုင်ငံလုံးအတိုင်းအတာနဲ့ဒေါ်လာတဲ့အဖွဲ့အစည်းဒီ Alliance မဟာမိတ်စုဖွဲ့ကြီးမှာချင်းငင်အောင်လည်းပဲဒီ2025မှာပဲပါဝင်ခဲ့တယ်ဒါလည်းတကယ်ကိုကြီးမားတဲ့အောင်မြင်မှုတွေဖြစ်ပါတယ်ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ2025ကကျွန်တော်တို့ချင်းငင်အောင်အတွက်ကတော့ဒီ2024မှာဆိုလို့ရှိရင်တော့စစ်ရေး2024မှာဆိုတော့စစ်ရေးပိုင်းမှာပို့ပြီးတော့မှဟိုလှုပ်ရှားမှုတွေစစ်ရေးပိုင်းမှာပို့ပြီးတော့မှအာယုံစိုက်မှုတွေစစ်ရေးပိုင်းကိုအဓိကတွားတဲ့နှစ်ဖြစ်ခဲ့တယ်ဒါပေမဲ့2025ကတော့ပြန်ပြီးတော့မှအနှစ်ချုပ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီချင်းငင်အောင်ရဲ့တိဆောက်မှုချင်းငင်အောင်တိဆောက်မှုမိခင်ဖွဲ့စည်းတိုင်းကိုပို့ပြီးတော့ချစ်လက်အောင်တိဆောက်တဲ့နှစ်ပြီးတော့ကျွန်တော်တို့ချင်းငင်အောင် ICCC ရောပို့ပြီးတော့မှခိုင်မာချစ်လက်အောင်ကျွန်တော်တို့ဟိုတိဆောက်တဲ့ပို့ပြီးတော့မှ focus ထားတဲ့ပို့ပြီးတော့မှကျွန်တော်တို့လုတ်တဲ့နှစ်လို့ကျွန်တော်တို့ပြောရင်တော့မှားမယ်လို့မထင်ပါဘူးဒါကြောင့်မလို့ဒီ2025ကခုနပြောသလိုပဲစိန်ခေါ်မှုများသလိုကျွန်တော်တို့အောင်မြင်မှုတွေလည်းအများကြီးကျွန်တော်တို့ရခဲ့တယ်ဆိုတာကိုရှုစွာဒီ remind မိဘပြည်သူများကိုလည်း remind ပေးနဲ့ပေါ်ပြလို့ပါတယ်ဒါတွေကဒီလိုမျိုးအောင်မြင်မှုတွေကအလကားနဲ့လွယ်လွယ်လေးနဲ့ဖြစ်လာတာတော့မဟုတ်ပါဘူးအလုံးတီပီတာအတိုင်းပဲအဓိကတော့ဒီရှေ့တန်းမှာရှိတဲ့အသက်ခန္ဓာကိုပေးကြတဲ့ရဲဘော်တွေပြီးတော့မှမရက်မနာပဲနဲ့ထောက်ခံအားပေးနေကြတဲ့မိဘပြည်သူတွေရဲ့ထောက်ခံအားပေးမှုတွေပြီးတော့မှဒီချင်းငင်အောင် ICCC ကိုခေါင်းဆောင်နေတဲ့ခေါင်းဆောင်တွေရဲ့အမျှော်အမြင်ကြိုးပမ်းအားထုတ်မှုတွေပြီးတော့မှဒီမဟာမိတ်မဟာမိတ်အဖွဲ့အစည်းတွေရဲ့ကိုငီပံ့ပိုးမှုတွေဒါတွေအားလုံးကြောင့်မလို့ဒီစစ်ရေးနိုင်ငံရေးအုပ်ချုပ်ရေးဟန်ချက်ညီနဲ့တွားတဲ့အချက်တွေကြောင့်မလို့ဒီလိုမျိုးအောင်မြင်မှုတွေရခဲ့တယ်ဆိုတဲ့ဟာကိုဟိုဒီကျွန်တော်တို့ရဲ့2025တနှစ်365ရက်လုံးမှာချင်းငင်အောင်ရဲ့အောင်မြင်မှုတွေကိုဟိုရှေ့ဥစွာဖော်ပြလိုပါတယ်ပြီးတော့မှ
ဒီဒါ2025ရဲ့ကျွန်တော်တို့ပြန်ပြီး reflect လုပ်တဲ့ဟာပေါ့လေ2025ကိုပြန်ပြီးတော့မှသုံးသပ်မယ်ဆိုလို့ရှိရင်ခုလိုမျိုးအခြေအနေမျိုးကိုကျွန်တော်တို့တွေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်2025ကုန်သွားပြီဆိုတော့ကျွန်တော်2025ကိုဝင်နေပြီဖြစ်ပါတယ်ဆိုတော့2026ကိုကျွန်တော်တို့ဘယ်လိုသွားကြမလဲဆိုရဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအဲ့ဒီအပိုင်းကိုမသွားခင်မှာကိုယ့်ဟာကိုယ်လည်းပြန်ပြီးတော့မှ reflect လုပ်ကြည့်ပါတယ်2025ကိုကျွန်တော်ဘယ်လိုအချိန်တွေသုံးခဲ့တယ်လဲ2025မှာကျွန်တော်မှာရှိတဲ့အစွမ်းအစကျွန်တော်မှာရှိတဲ့ခွန်အားကျွန်တော်မှာရှိတဲ့ပညာတွေကိုဘယ်လိုသုံးခဲ့တယ်လဲဆိုတဲ့ကိုပြန်ပြီးတော့ reflect တွေလည်းလုပ်ကြည့်ပါတယ်အဲ့လိုလုပ်ကြည့်တဲ့အခါမှာကျွန်တော်အနေနဲ့အားရဂျေနတ်ပီတိဖြစ်တာကဘာလဲဆိုလို့ရှိရင်တော့ဒီ MTC ကျွန်တော်တို့ဒေါ်လာရေးဖွဲ့စည်းဖြစ်တဲ့ MTC ချင်းကြီးတော့ ICCC မှာကိုတက်တဲ့ပညာလေးနဲ့ကိုမှရှိတဲ့အချိန်စွမ်းစားလေးနဲ့တစ်နှစ်လုံးမှာတက်ကြွပါဝင်ခွင့်ရခဲ့တာကကျွန်တော်တို့အခြေအနေဆုံးအားရပီတိအဖြစ်ဆုံးပဲဖြစ်ပါတယ်နောင်တမရပါဘူးဒါကြောင့်မလို့လဲဒီမိဘပီတိုများညီကိုမောင်နှမများအားလုံးကိုလည်းကျွန်တော်ဖိတ်ခေါ်လိုပါတယ်လာမဲ့ဒီခုကျွန်တော်တို့83မိနစ်2026မှာအားလုံးကိုတက်တိုင်တဲ့ပညာကိုမှရှိတဲ့အရေးအချင်းတချင်းဆိုတတ်တဲ့လူကဥပမာဒီကျွန်တော်တို့ဆရာမ rain တို့ဆိုရင်တော့ကိုမှရှိတဲ့အဆိုပညာနဲ့ဒီတော်လှန်ရေးမှာတက်ကြွထိရောက်ပါဝင်နေတယ်ထိုနည်း၎င်းပဲဒီတော်လှန်ရေးမှာပါဝင်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့ရှေ့တန်းမှာရဲဘော်တွေကိုယ်တိုင်ရဲဘော်စစ်မတိုက်ရင်တောင်မှပါဝင်လို့ရတဲ့အခန့်ကဏ္ဍတွေနည်းလမ်းတွေအများကြီးရှိပါတယ်ငွေကြီးအားဖြင့်တော်၎င်းပြီးတော့ကိုမှစာရေးတက်လို့ရှင်တော့စာရေးတက်တဲ့နည်းလမ်းနဲ့ပါဝင်ကြဖို့ကိုမှတချင်းဆိုတက်တဲ့နည်းလမ်းအဖြစ်ကိုမှပညာရေးမှာကျွမ်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချင်းရင်တော့ ICCC ထိန်းချုပ်နယ်မြေမှာလည်းပညာရေးတွေဖော်ဆောင်နေတာအများကြီးရှိတယ်ကျန်းမာရေးဖော်ဆောင်နေတဲ့ဟာတွေအများကြီးရှိတယ်ကိုကပညာရေးစာသင်တာကျွမ်းလို့ရှိရင်ပညာရေးမှာကျွမ်းကျင်လို့ရှိရင်ပညာရေးကဏ္ဍမှာပါဝင်လို့ရတယ်ကျန်းမာရေးမှာကျွမ်းကျင်တယ်ဆိုလို့ကိုကဆရာဝန်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပညာဘုဒ္ဓတာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီနီလန်အဖြစ်လဲပါဝင်ဖို့ရန်အတွက်ဒီကျွန်တော်တို့ဖိတ်ခေါ်လိုပါတယ်ကျွန်တော်တို့ဒီချင်းကင်တောင်မှာဘလို့ပါဝင်ရမှမသိဘူးဆိုရင်လဲကျွန်တော်ချင်းကင်တောင် fundraise ချင်းကင်တောင်မှာရှိတဲ့ခေါင်းဆောင်တွေကိုချိတ်ဆက်ပြီးတော့မှကျွန်တော်ဘလို့ပါဝင်လို့ရမလဲဆိုတော့ကိုမေးမြန်းလို့ရပါတယ်ပါဝင်တဲ့နီလန်တွေကျွန်တော်တို့အများကြီးကျွန်တော်တို့လိုအပ်ပါတယ် human resource တွေလည်းကျွန်တော်တို့လိုအပ်ပါတယ်ကျွန်တော်တို့ချင်းတွေကပညာတတ်တွေအများကြီးရှိပါတယ်ဒီကျွန်တော်တည်တဲ့သူတွေတောင်မှမနှဲပါဘူးဒီကုမ္ပဏီတွေမှာလုပ်နေတဲ့ချင်းလူငယ်ပညာတတ်တွေကျွန်တော်တို့ NGO တွေမှာလုပ်နေတဲ့ချင်းပညာတတ်တွေနိုင်ငံခြားမှာမဟာဘွဲ့ Master ဘွဲ့ PhD ဒီပညာတတ်တွေအများကြီးရှိပါတယ်ဒါဒီကျွန်တော်တို့ရဲ့တကယ်အဖို့တန်တဲ့ human resource တွေဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ဒီချင်းရင်အောင်တခုထဲမဟုတ်ဘဲနဲ့ကျွန်တော်ချင်းပြည်တိဆောက်ရေးအတွက်ဒီမြေပြင်မှာတကယ်လိုအပ်နေတဲ့ဒီ public service ပေါ့လေပြည်သူဝန်ဆောင်မှုတွေပညာရေးကျန်းမာရေးအုပ်ချုပ်ရေးတွေကျွန်တော်တို့လိုအပ်ရင်တော့ဒီမြေပြင်အထစ်ကိုလာပြီးတော့မှဒီကျွန်တော်တို့ပြည်သူလူထုကိုပညာပေးဟောပြောပွဲတွေပြည်သူလူထုကိုတင်တန်းပေးတာတွေပညာမျှဝေပေးတာတွေကိုယ်တိုင်ပါဝင်ပြီးတော့ volunteer လုပ်တာတွေဒါတွေကအစ2026မှာကိုကပြန်ပြီးတော့မှသုံးသပ်ပြီးတော့2025မှာ10%လောက်ပါဝင်တယ်ဆိုလို့ရှိရင်2026မှာဒီထက်မကဘယ်နဲ့20%, 30%အဲ့လိုစထက်တဲ့ဘို့ပါဝင်နိုင်ကြဖို့ရန်အတွက်ကိုကျွန်တော်တို့အနေနဲ့ဒီဖိတ်ခေါ်လိုပါတယ်ဒီလိုမှပဲကျွန်တော်တို့ရဲ့ခုနရှိမှာကောင်းဆောင်တွေပြောသလိုပဲဒေါ်ထိုင်ရေးကအမြန်ဆုံးကျွန်တော်တို့ပြီးမြောက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်အောင်မြင်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီဖိတ်ခေါ်လိုပါတယ်ပြန်ပြီးတော့မှအနှစ်ချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်2025ပြီးတော့ကျွန်တော်တို့ရဲ့ချင်းငင်တော်ရဲ့နှစ်တာကာလကိုပြန်ပြီးတော့မှလေ့လာသုံးသပ်မယ်ဆိုလို့ရှိရင်တော့ဒီစင်ခေါ်မှုတွေရှိသလိုအောင်မြင်ကြီးမားတဲ့အောင်မြင်မှုတွေကျွန်တော်တို့ရရှိခဲ့ပါတယ်2026မှာလည်းပဲဒီထက်ကြီးမားတဲ့အောင်မြင်မှုတွေအရွေ့တွေအပေါင်းလက္ခဏာဆောင်တဲ့အောင်မြင်မှုအရွေ့တွေပေါ်မှာကျွန်တော်တို့တွားကြဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ရင်ကိုတက်နိုင်တဲ့နီလန်ကိုတက်နိုင်တဲ့ကန်ဒါကနေဒီ2025ထက်2026မှာပို့ပြီးတော့မှအားလုံးပါဝင်ကြဖို့ဖိတ်ခေါ်ရင်ဒီမှာပဲနှုတ်ခွန်းဆက်စကားလေးကိုအဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်